တော်လန်ကလစ်ကများအားလုံးပဲမင်္ဂလာပါရှင်။ဆရာလင်းခန့်ဘာသာပြန်ထားတဲ့ကျမမိုတိုင်းဆိုတဲ့ဝတ္ထုကိုအတွဲတည့်ရဲ့စက်သိမ်ပိုင်းအနေနဲ့ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒီစာအုပ်မှာကကြတော့အတွဲ3တွဲပါပါတယ်။အခုအတွဲတည့်ရဲ့မလှပသောဏိဒန်းဆိုတဲ့ခေါင်းစဉ်ရဲ့စက်သိမ်ပိုင်းကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ကျမကတော့အတော်ပါ။ကျမမုံချိုင်းလင်းခန့်အခန်းစနစ်ဖိုင်လန်မှာညအိတ်ကောင်ဝန်နေဖြစ်ပြီးကလော့စ်မှာလည်းညအိတ်တီအင်ဂျီလက်ရှိဘောင်းမီရှိဖြစ်ပြီးမျိုးစားကြီးအိုလက်ဖီဇက်ယုံမှစင်မြင့်နောက်တွင်မတ်တရက်လျက်ရှိနေကြသည်သူတို့နှစ်ဦးစလုံးပင်စိတ်ထဲ၌နှစ်မျိုးနှစ်ဖုံခံစားနေကြရသည်နှစ်မျိုးနှစ်ဖုံဆိုသည်မှာတပြိုင်နက်တည်းတွင်မတူညီသောခံစားချက်နှစ်ခုဖြစ်ပေါ်နေမိခြင်းကိုဆိုလိုသည်တနည်းပြောရလျင်သူတို့စိတ်ထဲတွင်စိတ်လှုပ်ရှားမှုရောကြောင်ရွံ့ထိတ်လန့်မှုပါပြည့်နှက်လျက်ရှိနေလေသည်စင်ပေါ်မှရေရွတ်တံများကြားလိုက်ရသောအချိန်တွင်ဘော်ဒလဲယာမိဘမဲ့လေးနှစ်ယောက်မှခမ်းနားသောမင်္ဂလာပွဲပြဆက်ကြီးအားဖျော်ဖြေမှုစတင်ပြီးဖြစ်ကြောင်းအတက်သိလိုက်ကြသည်မြို့စားကြီးအိုလက်ဖီအကျံအစီအားတာစီရန်တစုံတရာကြိုးပမ်းအားထုတ်ဖို့အချိန်နှောင်းပုံမရသေးကြသို့တော့တစ်ဖက်ကကြည့်မည်ဆိုလျင်သူတို့သည်ပြဆက်ယုံကြည်တစ်ခု၏စင်နောက်ကိုတခါမှမရောက်ဘူးသည့်အတွက်ကြည့်ရှုစရာများပြားလှသောကြောင့်အလွန်စိတ်လှုပ်ရှားနေမိကြသည်မြို့စားကြီးအိုလက်ဖီပြဆက်အဖွဲ့သားများမှခလေးများအားလှည့်၍ပင်မကြည့်နိုင်အောင်ဟိုသည်ပြေလွှကအလုံများနေကြသည်အလွန်အရက်ပူသောလူ၃ယောက်ကဧကန်ပုံစံပကြီးချဲထားသောတစ်သားပြားကြီးတစ်ခုကိုတည်နေသည်အဖြူရောင်မျက်နှာနှင့်မိန်းမကြီး2ယောက်ကအဝေးမှတည်လာခဲ့သဖြင့်ပေးနေပုံရသောပန်းအိုးတစ်လုံးကိုပန်းများပြင်းနေရာအလှထိုးနေသည်နှင့်မတူဘဲဓထုဘုံတဲ့ပြည့်သိပ်ထိုးနေကြသည့်ပုံနှင့်ပို၍တူသည်မျက်နှာတစ်ပြင်လုံးကျွတ်နုများပေါက်နေသည့်အရေးပါပုံရသောလူတစ်ယောက်ကမီအလင်ထိုကရိယာမျိုးစုံအားချိန်ညှိနေသည်ခလေးများကစတိတ်စင်ပေါ်ချောင်းကြည့်လိုက်သောအခါကန့်လန့်ကအဖွင့်အပိတ်ကိုထိမ့်ပေးနေသူမှာသပင်တိုနှက်နှက်နှင့်မိန်းမတစ်ယောက်ဖြစ်ပြီး၎င်းကစက်တီးနှင့်တွဲထားသောကျိုးရှိတစ်ချောင်းအားဆွဲကာထိမ့်ပေးနေသည်စင်ပေါ်မှာမျိုးစားကြီးအိုလက်ဖ်ကတော့ပြက်ဆက်ထဲမှစာသားအချို့ကိုအာပေါင်အာရင်တသံဖြည့်ရွလျက်ရှိသည်ဘော်ဒလဲယာကလေးများမှကြောက်ရွံ့နေသည့်ကြားမှပင်ဖြစ်ပြနေသမျှကိုစိတ်ဝင်တစားကြည့်ရှုနေရင်ဒီအထဲတွင်ဘယ်နည်းနှင့်မျှမပါပါရစေနှင့်ဟုသာဆုတောင်းနေမိကြသည်ကားလိတ်ကလန့်ကကြားလာသည်နှင့်မျိုးစားကြီးအိုလက်ဖ်ကစင်ပေါ်မှခြေလမ်းကျဲကြီးများဖြင့်ဆင်းလာကခလေးများအားကြည့်ရင်မျက်နှာဖြူမိန်းမများအားဇက်ကွက်အခန်းနှစ်ပြီးပြီလေမိဘမဲ့ကလေးတွေကိုဘာကိစ္စအဝတ်လဲမပေးရသေးရတော့ဟုရှုရှုရှဲရှဲဖြင့်ပြောလိုက်သည်ထို့နောက်ပရိသတ်များ၏တခဲနက်ဩဘာပေးတန်ထွက်လာသဖြင့်သူ၏ဒေါသထွက်နေသောအမှုအရာကဝမ်းမြောက်ပျော်ရွှင်နေသည့်အမှုအရာသို့ချက်ချင်းပြောင်းလဲသွားကစင်ပေါ်ပြန်တက်သွားလေသည်သူကသပင်တိုးနှက်နှက်မိမအားကားလိပ်ပြန်တင်ရန်အမှုအရာဖြစ်ပြလိုက်သည်ကားလိပ်ပြန်တက်သွားသည်နှင့်သူကစင်အလဲသို့ခြေလမ်းကျဲကြီးများဖြင့်လျှောက်သွားကပရိသတ်ကိုခေါင်းညွှတ်အယိုသေးပေးလိုက်သည်သူကပရိသတ်အားလက်ဝဲရန်ကနှုတ်ဆက်အနှမ်းများပြန်လွှင့်ပေးလိုက်ပြီးနောက်ကားလိပ်ပြန်ကျလာပြန်ရာသူမျက်နာကချက်ချင်းပင်ဒေါသအပြည့်ပြန်ဖြစ်သွားပြန်သည်သူကကြားမှာအချိန်10မိနစ်ပဲရတာနော်ပြီးရင်ကလေးတွေတရုပ်ဆောင်ရတော့မှာအဝတ်အစားကိုမြန်မြန်သွတ်ဆင်ပေးလိုက်တော့ဟုပြောလိုက်သည်မျက်နှာဖြူနေမိန်းမကြီး2ယောက်ကဗိုင်ယိုလန်နှင့်ကလော့စ်တို့အားမပြောမဆိုနှင့်လက်မဖန်ဆွဲကအဝတ်လေကန်းသို့ဦးဆောင်၍ခေါ်သွားကြသည်အခန်းမှာဖုန်တက်နေတော့လဲမှန်များဖြင့်ဖုံးလွှမ်းနေပြီးတရုတ်ဆောင်များမိတ်ကပ်လိမ်၍သပင်တူစွတ်သည့်အခါကောင်းစွာမြင်နိုင်ရန်မှန်ပလဲတွင်မီလုံးအသေးလေးများထွန်းညှိထားသဖြင့်ပြောင်ပြောင်ရောင်ရောင်ဖြစ်နေသည်မျက်နှာဖြူနေမိန်းမကြီးတစ်ယောက်ကဗိုင်ယိုလက်လက်မောင်ကိုရုတ်တရက်ဆွဲမြောက်ခါသူမ၏ညအိတ်ခေါင်းဝန်းကိုပင့်တင်၍ခေါင်းမှချွတ်ချလိုက်ပြီးညစ်ပတ်နေသောဇာဝတ်ဆုံဖြူတစ်ထဲကိုကောက်ဆုပ်ပေးလိုက်သည်တစ်ချိန်ထဲတွင်ကလော့စ်ကိုလည်းမျက်နှာဖြူနှင့်အခြားမိန်းမကြီးတစ်ယောက်ကညအိတ်အင်ဂျီလက်ရှိနှင့်ဘောင်းမီရှိကိုဖယ်ရှားပစ်လိုက်ခါတင်မော်တာဝတ်ဆုံအပြာရန်ကိုဆင်ပေးလိုက်ရာဒုက္ခမြလမ်းလျှောက်တခါစားခလေးတစ်ယောက်နှင့်တူသွားသည်ထိုဝတ်ဆုံကိုဝေးရသည်မှာရာကြီးကြီးခံစားရသည်ဆေးလို့ရှာဖို့မကောင်းဘူးလားကွကြားလိုက်ရသောအတန်းကြောင့်ခလေးများကလှည့်ကြည့်လိုက်သောအခါတရားရှင်စထရောကိုတွေ့လိုက်ကြရသည်
သူမကစားအုပ်ကလေးတအုပ်ကိုပိုက်လျက်တရားသူကြီးဝတ်စုံအပြေးနှင့်ပေါင်တာရိုက်ထားသောသပင်တူကြီးတစ်ခုဆွတ်ထားသည်သူမကကလေးတွေကတိတ်လှသွားတဲ့ပုံပေါက်သွားပလားကွယ်ဟုပြောလိုက်သည်ကလော့စ်ကအန်ဒီလေးလှပါတယ်ဒါပါစားအုပ်လေဟုမေးလိုက်ရာတရားရှင်စထရောကဒါအန်ဒီပြောရမယ့်စာကြောင်းတွေလေဘာဖြစ်လို့လဲမျိုးစားကြီးအိုလက်ဖ်ကဥပဒေသားစာအုပ်တအုပ်ယူလာပြီးတကယ့်မင်္ဂလာအခမ်းအနားမှာလို့ဖတ်ပေးပါတဲ့အစ်စ်နဲ့တူနိုင်သမျှတူအောင်လုပ်ပေးပါတယ်လေဗိုင်းလက်ရီသမီးပြောရမှာကလက်ခံပါမယ်ဆိုတဲ့ဟာလေးပဲနော်ဒါပေမဲ့အန်ဒီကတော့အတော်ကြောင်မိကွန်းချွေအောင်မယ်ပြောဖို့တော့ကောင်းပါပါဟုပြောသည်ဗိုင်းလက်ကစာကြောင်းလေးနည်းနည်းပပပြောင်းပြောလိုက်ရတာနဲ့များပြောဖို့ကောင်းမယ်လို့အန်ဒီထင်နေပေါ့ဟုဂယူတဆိုင်ပြောလိုက်သည်ကလော့စ်ကမျက်နှာကိုမော့ကဟုတ်တာပေါ့တရားရှင်စထရောဟာလောက်ကြံပြီးသားပြောလိုက်စမ်းပါတရားဝင်အခမ်းအနားဖြစ်စရာဘာအကြောင်းမှမရှိပဲတကယ်မင်္ဂလာပွဲတာဆိုရင်တော့ဒီလိုပဲဟုတ်လိမ့်မလဲနော်ဟုပြောလိုက်သည်တရားရှင်စထရောကမျက်မှောင်ကျုပ်ခါဒါတော့အန်တီလည်းမသိဘူးကွယ်ကလေးတို့ရဲ့မျိုးစားကြီးအိုလက်ပြောတဲ့အတိုင်းလုပ်လိုက်တာအကောင်းဆုံးဖြစ်မယ်ထင်တာပဲသူကအားလုံးထက်မှအကြီးဆုံးဆိုတော့လေဟုပြောသည်တရားရှင်စထရောကလှမ်းခေါ်လိုက်တော့အတန်တန်ထွက်လာသည်တရားရှင်စထရောကျေးဇူးပြုပြီးမိတ်ကပ်စီယာလှမ်းပြောလိုက်ပါဦးနော်တရားရှင်စထရောကအိမ်မက်မက်နေသလိုအမူအရာဖြစ်သွားသည်ဖះကြီးငါမိတ်ကပ်လင်းရအောင်ပါပဲကလေးတို့ကြီးအန်တီတွားရတော့မယ်စင်ပေါ်မှာတွေ့ကြမယ်နော်ချစ်ကလေးတို့သူမကမျက်နှာပေါ်မိတ်ကပ်လေးခရင်လေးနည်းနည်းပပလိမ့်ဖို့ရန်အရေးအားဘရင်မတပါတရဖူဆောင်ရတော့မြပုံစံမျိုးဖြစ်ပြနေသည်တရားရှင်စထရောပြေးထွက်သွားသောအခါကလေးများအားဝတ်စုံအပြေးပြောင်းလဲဆင်ရင်ပြီးစီသွားသည်မျက်နှာဖြူနှင့်မိန်းမကြီးတယောက်ကဗိုင်ယိုလက်ကောင်းတွင်ပန်းတပွင့်ပန်ပေးလိုက်သည်ဗိုင်ယိုလက်သည်သူမလဲလိုက်သောဝတ်စုံမှာသူတို့သမီးကောင်ဝင်ဖြစ်နေကြောင်းသဘောပေါက်လိုက်သည်ဖြင့်ကြောက်လန့်တကြားဖြစ်သွားသည်အခြားမိန်းမကြီးတယောက်ကတော့ကလော့စ်ကိုတင်မော်တာကတ်အုပ်ထုပ်တစ်လုံးဆောင်ပေးလိုက်သည်ကလော့စ်ကမှန်ထဲသို့စိုက်ကြည့်ရင်သူမြင်များအယုတ်ဆိုသွားသည်ကိုကြည့်လျက်အံ့အားသင့်နေသည်သူမျက်လုံးများကသူ့လိုပင်မှန်ထဲသို့ကြည့်နေမိသောဗိုင်ယိုလက်၏မျက်လုံးများနှင့်ဆုံသွားကြသည်ကလော့စ်ကငါတို့ဘာလို့ကြမလဲနေမကောင်းချင်အောင်ဆောင်လိုက်ရမလားဒါဆိုသူတို့ကခိုင်မှုခေါ်ချင်မှခေါ်မယ်ထင်တယ်ဟိုတိတ်ဆိတ်စွာမေးလိုက်သည်ဗိုင်ယိုလက်ကစိတ်ပြက်လက်ပြက်ဖြစ်မျိုးစားကြီးအိုလက်ဖ်ကငါတို့အကြံကိုရှိတ်မိမှာပဲဟိုပြန်ပြောလိုက်သည်အေဖန်ကုရဲ့ခမ်းနားတဲ့မင်္ဂလာပွဲဇက်ကွက်အမှတ်3စပါတော့မယ်ကျေးဇူးပြုပြီးဇက်ကွက်အမှတ်3အတွက်ကိုနေရာကိုယူထားပေးကြပါခင်ဗျာအခမ်းအနားအစီအစဉ်ကျင်းပသည့်စာရွက်ကင်ထားသောလူတစ်ယောက်ကအော်လိုက်ရာတရုတ်ဆောင်များအခန်းထဲမှအပြေးလာထွက်လာကြသဖြင့်မျက်နှာဖြူနှင့်မိန်းမကြီးနှစ်ယောက်မှလည်းကလေးများကိုဆွဲကတရုတ်ဆောင်များနောက်သို့တွန်းထုတ်လိုက်ကြသည်စတိတ်စင်နောက်ရှိဧရိယာမှာတရုတ်ဆောင်များဇက်ခုံကိုကြိုတင်ပြင်ဆင်မိအတွက်တန်းစီနေကြသောစက်တင်အခမ်းအနားပြင်ဆင်သူများဖြင့်ရုပ်ရုပ်တည်းဖြစ်နေကစူညံစွာဖြင့်လုံးဝရှုပ်ရှက်ကလေးရရှိသည်နှာခေါင်းရှင်းနှင့်ကရုံပြောင်လူကခတ်တုတ်ပြေးလာကကလေးများနောက်တွင်ရက်လိုက်ပြီးမင်္ဂလာဝတ်စုံဝတ်ထားသောဗိုင်ယိုလက်အားကြည့်လျက်ပြုံးပြခြင်းအောင်ဆောင်သည်၎င်းကသူတို့အားသူ၏အယိုငုံငေါ်လက်ညှိုးတစ်ချောင်းကိုရန်ကတပြက်ကချော်တော့လုံမမကြမ်းနဲ့နော်အပြင်ထွက်တာနဲ့မင်းတို့လောက်ရမှာကိုတတိတခြားလှုပ်ဖို့သာတတိရကြမျိုးစားကြီးအိုလက်ဖ်ကမင်းတို့တရုတ်ဆောင်နေတဲ့တစ်ချိန်လုံးဝေါ်ကီတော်ကီဖုန်းကိုကင်ထားမှာမင်းတို့တစ်ချက်ကလေးမှားလိုက်တာနဲ့မျောစင်မှာရှိရဲ့စန်နီစီလှမ်းခေါ်လိုက်လိမ့်မယ်ဟုပြောသည်ကလော့စ်ကခါတီးစွာဖြင့်ဟုတ်ပါပြီဟုပြောလိုက်သည်ကလော့စ်မှဒီနေ့ဖြင့်ချင်းချောက်ခံရပေါင်းများပြီဖြစ်၍ပင်ပန်းလာပြီဖြစ်သည်ထိုလူကမင်းတို့ကြံစီထားတာထက်တောင်ပိုကောင်းအောင်အတိအကျလုပ်ကြမှာပါဟုထက်ပြောပြန်သည်သူတို့လုံမှာတေးကြပါတယ်ဗျရုတ်တရက်အတန်တန်ထွက်လာသဖြင့်လှည့်ကြည့်လိုက်ကြရာကလေးများမှာကြကြနနဝတ်စားထားသောမစ္စတာပိုကိုသူ့မိမနှင့်အတူတွေ့လိုက်ကြရသည်သူကကလေးများကိုပြုံးပြကလက်ဆွဲနှုတ်ဆက်ရန်ရှိတိုးလာသည်ပေါ်လီနှင့်ဦးကကလေးတို့ကိုခြေထောက်ကျိုးကြပါစေလို့ပြောမလားလို့လာကြတာလေဘာရဲ့ကလော့စ်ကအလန့်တကြားထားအော်သည်မစ္စတာပိုကဒါပြဆက်အတုံးနှုံးမှာအတိတ်ဘယ်ကကန့်ကောင်းကြပါစေလို့ဆိုလိုတာပါကွယ်ဒီညဖြောပြပွဲမှာကန့်ကောင်းပါစေနော်ဦးကတော့ကလေးတို့အနေနဲ့ဖခင်အတင်နဲ့နေရထိုင်ရတာမိသားစုလုပ်ငန်းဆောင်တာတွေမှာပျော်ပျော်ပပပါဝင်ဖို့ညှိနှိုင်းလို့ရတာနဲ့တည်းပဲဝမ်းသာလှပါပြီဟ
ဟုရှင်ပြသည်ကလော့စ်ကမစ္စတာပိုးခမကျွန်တော်နဲ့ Violet ဦးကိုပြောပြစရာရှိတယ်အဲ့ဒါကအရင်ရေးကြည့်တယ်ဟုအမြန်ပြောသည်မစ္စတာပိုးကဘာများလဲကွဟုမေးလိုက်သည်ဟုတ်တာပဲမစ္စတာပိုးကိုမင်းတို့ပြောစရာရှိတာဘာများပါလဲခလေးတို့ရဲ့ပြုတ်တရဲ့မြည်သည့်နေရာမှာပေါ်လာမှမသိတော့မြို့သားကြီးအိုလက်ဖ်ကဝင်ပြောသည်သူ၏မျက်လုံးများကပြောင်လက်တောက်ပနေကခလေးများအားအတိတ်ပဲပပဆိုင်ကြည့်နေကြသည်လက်တစ်ဖက်တွင်တော့ Violet နှင့် Close တို့မြင်တတ်အောင် walkie talkie စကားပြောဆက်ကိုကင်ပြထားသည် Close ကဖြတ်တော့အားငယ်စွာဖြင့်ကျွန်တော်တို့ကိုလှုပ်ပေးခဲ့သမျှအားလုံးကိုကျင်းနေပါတယ်လို့ပြောမလို့ပါမစ္စတာပိုးကျွန်တော်ပြောချင်တာပါပဲဟုပြောလိုက်သည်မစ္စတာပိုးကသူ့ကြောကိုပုတ်ခါဒါပေါ့ကွယ်ဒါပေါ့ကဲပေါ်လီနဲ့ဥရုခုံမနေရာတွဲယူလိုက်အောင်မယ်ခြေတော့ကျိုးပါစေနော်ပေါ်တလဲရလေးတို့ဟုပြောသည် Close က Violet အောင်ကျွန်တော်တို့လည်းသူ့ခြေတော့ကိုကျိုးအောင်ချိုးနိုင်ပါစေလို့ဆုတောင်းပါတယ်တိတ်မကြခင်ချိုးနိုင်ကြမှာပါဟုတိုတိုလေးပြောလိုက်စဉ်မစ္စတာပိုးတို့ထွက်သွားကြသည်မြို့သားကြီးအိုလက်ဖ်ကခလေးများအားစင်ပေါ်သို့တွန်းလှလိုက်ရင်သွားကြတော့လေဟုပြောလိုက်သည်အခြားသရုပ်ဆောင်များမှဇလန်းစင်အမှတ်တော်အတွက်ကိုနေရာကိုရှာရင်ကြိုးဝေးနေကြသည်တရားရှင်ဆက်ထရောကဒေါက်တနေရာတွင်နေရာယူကဥပဒေစာအုပ်စာကြောင်းများကိုလေ့ကျင့်နေသည် Close ကအကူအညီပေးနိုင်မည်သူတဦးတယောက်များရှိလို့ရှိငါစင်မြင့်ထက်တွင်လိုက်ကြည့်နေမိသည်နှာခေါင်းရှင်နေကရုံပြောင်လူက Close လက်ကိုဆွဲကစင်တစ်ဖက်ချန်သို့ခေါ်သွားကတရုပ်ဆောင်နေတဲ့ကာလာတစ်လျှောက်လုံးမင်းငါနဲ့ဒီမှာပဲနေရမယ်အတိတ်ပဲကတော့တစ်ချိန်လုံးနေရမယ်ဟုပြောလိုက်သည် Close ကကာလာတစ်လျှောက်လုံးဆိုတဲ့စကားလုံးကဘယ်အချိန်ထိလဲဆိုတာကျွန်တော်သိတယ်ဟုပြောလိုက်ရာကရုံပြောင်ကဖောက်ကရတွေပြောမနေနဲ့တော့ဟုဆိုလိုက်သည်ကားလေးဖွင့်ရတက်သွားသောအခါမင်္ဂလာဝတ်ဆောင်ကဝင်တဲ့ Violet မှာမြို့စားကြီး Olaf ရှိနေရာသို့ရောက်သွားသည်ကို Close လိုက်ကြည့်နေမိသည်ခမ်းနားသောမင်္ဂလာပွဲပြဆက်၏ဇလန်းစင်အမှတ်3စတင်လိုက်သည်နှင့်ပရိသတ်စီမှဩဘာပေးသံများကိုကြားလိုက်ရသည်ဖရန်ကူရေးသားသောပြဆက်မှာပြင်းရင်ညီငွေဖွယ်ရာကောင်းစွာညံဖြစ်မှုအပေါင်းတရဖူဆောင်းနာသည့်ဖြစ်ရာဘာအနှစ်သာရများမရှိသောဤတရုပ်ဆောင်ပုံများကိုဖော်ပြရမည်ဆိုလျင်စိတ်ဝင်စားဖွယ်ကောင်းမည်မဟုတ်ချေ၎င်းသည်ဆိုးရွားသောပြဆက်တစ်ခုဖြစ်ပြီးဤဇလန်နှင့်လည်းလာလာမမသက်ဆိုင်သဖြင့်အရေးလည်းမပါလာချေမင်းသားမင်းသမီးမျိုးစုံကစင်မြင့်ထက်တွင်ဟိုဒီရွေရှာကပြင်းကြီးဖွယ်ရာဒိုင်ယာလော့များဖြင့်အပြန်အလှန်စကားပြောနေကြစဉ် Close ကသူတို့နှင့်မျက်လုံးချင်းစုံမိရန်ကြိုးစားရင်သူတို့များကူညီနိုင်ပါမလားဟုလိုက်ကြည့်နေလေသည်မြို့စားကြီး Olaf ဤပြဆက်မှဖျော်ပြရန်အတွက်မဟုတ်ဘဲသူ၏ဆိုရုပ်သောအကြံအစီအတွက်စင်ကြေတက်တက်အဖြစ်သာရွေးချယ်ထားကြောင်း Close မကြားမီသဘောပေါက်လိုက်သည်အကြောင်းမှာပရိသတ်သည်စိတ်မဝင်စားဘဲထိုင်ကုန်များရွှေ့ပြောင်းနေသည်ကိုသူသိလိုက်ရသောကြောင့်ဖြစ်သည် Close ကသူကနာမငြိမ်ကြောင်းပရိသတ်ထဲမှတဦးတလေသတိပြုမိရန်အလို့ငါပရိသတ်အားသူစီအာယုံဆိုင်မိလာစေရန်ကြိုးစားလိုက်သည်သို့သောကျွန်ုပ်မျက်နှာနှင့်လူကပရိသတ်ထဲမှမျက်နှာများအား Close မမြင်နိုင်အောင်မီအလင်းရောင်ကစားကစီစဉ်တားဆီးလိုက်သည်ထို့ကြောင့် Close မှာပရိသတ်ထဲမှလူများကိုမှိန်ပြပြအလင်းအောက်တွင်ရေးရေးသာမြင်ရတော့သည်မြို့စားကြီး Olaf မှသူအသေးစိတ်ပြင်ဆင်ထားသောလက်ဟန်ချေဟန်နှင့်မျက်နှာအမူအရာများဖြင့်ရှေလျားထွေပြသောစကားတလေကြီးအားဟိတ်ဟန်ကြီးတစ်ခွဲသားနှင့်မိတ်ကွန်ချွေနေသည်ဒီအချိန်ထိသူ၏လက်ထဲတွင် walkie talkie စကားပြောဆက်တစ်လုံးကင်ထားသည်ကိုမြည်သူမျှတတိထားမိကြပုံမရကြနောက်ဆုံးတွင်တရားရှင်စထရော၏စကားပြောရမည့်အလှည့်ရောက်လာသည်သူမသည်တကယ်ဥပဒေစာအုပ်ကြီးအားတရားဝင်ကင်၍ဓာတ်ရိုက်ဖတ်ပြသွားသည်ကို Close တွေ့ရသည်စင်ပေါ်မှာပထမဆုံးအကြိမ်တရုပ်ဆောင်ရသည်ဖြစ်သောကြောင့်သူမ၏မျက်လုံးများမှာတလက်လက်တောက်ပနေကြပြီးမျက်နှာမှာလည်းစိတ်လွှတ်ရှာမှုဖြစ်နေရနေလေသည်သူမခမစင်ပေါ်တက်ချင်သည့်စိတ်ပြင်းပြနေရှာသဖြင့်မြို့စားကြီး Olaf ၏အကြံတစိမ့်တစ်ပိုင်းဖြစ်သွားရသည်ကိုပင်သဘောမပေါက်နိုင်တော့ချေသူမက Olaf နှင့် Violet တို့ကျမ်းမာစင်တော်၎င်းနာဖျားစင်တော်၎င်းကောင်းသည့်အချိန်တော်၎င်းဆိုးသည့်အချိန်တော်၎င်းတဦးကိုတဦးစောက်ရှောက်ပါမည့်အကြောင်းနှင့်လူများစွာကအကြောင်းကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းအထက်ထက်အခါခါပြောကြားနေလေသည်သူမကမိမစကားပြောကြားပြီးသောအခါမြို့စားကြီး Olaf သို့လှည့်ကာသင်ဟာဒီအမျိုးသမီးကိုတရားဥပဒေအရ
ဇနီးမယားတအုပ်အဖြစ်လက်ခံပါမည်လားဟုမေးလိုက်သည်မြို့စားကြီးအိုလဖ်ကပြောလျက်လက်ခံပါမယ်ဟုပြောလိုက်စဉ် Violet မှာတွန့်ကနေဖြစ်သွားသည်ကို Klaus မြင်လိုက်ရသည်တရားရှင် Stroh က Violet ဘက်သို့လှည့်ကာတင်ကားကောဒီအမျိုးသားကိုတရားဥပဒေအရလင်းယောက်ျားဖြစ်လက်ခံပါမည်လားဟုပြောလိုက်သည် Violet ကလက်ခံပါမယ်ဟုပြောလိုက်ရာ Klaus မှာလက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားလိုက်မိသည်သူအမသည်တရားသူကြီးတယောက်ရှင်မောက်တွင်လက်ခံပါမယ်ဟုဆိုလိုက်ချပြီးသူမသာတရားဝင်စာချုပ်စာတမ်းတွင်လက်မှတ်ထိုးလိုက်သည်နှင့်မင်္ဂလာပွဲမှာဥပဒေအရတရားဝင်မင်္ဂလာဆောင်ပြီးဖြစ်ပေလိမ့်မည်ယခုအခါတရားရှင် Stroh သည်စာချုပ်အားမင်းသားတယောက်စီမှရှုကာပွိုင်လက်ရှိသို့လက်မှတ်ထိုးရန်ချပေးလိုက်သည်ကို Klaus တွေ့နေရသည်တလက်မတော်လှုပ်ဝင်မကြမ်းနဲ့နော်ကရုံပြောင်က Klaus အနာကက်ခါပြောလိုက်စဉ်သူမတနာစရာစံနီလေးမျှော်စင်ထိ၌တွဲလောင်းအချိတ်ခံထားရသည်ကိုတွေ့နေမိသည် Klaus ကမတ်တဲရဲ့ရင်မှ Violet တယောက်မျိုးစားကြီး Olaf စီမှငန်းတောင်ဖောင်တိန်ရှေကိုလှမ်းယူလိုက်သည်ကိုကြည့်နေမိသည်စာချုပ်ကိုငုတ်ကြည့်နေသော Violet ၏မျက်လုံးများမှပြူးကျလျက်ရှိပြီးသူမမျက်နှာလေးမှသွေးဆုပ်ဖြူရော်လျက်ရှိသည်သူမနာမည်ကိုလက်မှတ်ထိုးနေသောဘဲဘက်လက်ကလေးမှကတဆက်ဆက်တုံရင်လျက်ရှိလေသည်အခန်း73ကြွရောက်လာသောဂုံတရေရှိလူချင်းမင်းအပေါင်းတို့ခမညာအခုကျွန်တော်မှကြီးညာစရာလေးတစ်ခုရှိပါတယ်စင်ပေါ်မှာမျိုးစားကြီး Olaf ကပရိတ်သက်ရှိသူတလန်းချင်းလှမ်းထွက်ရင်ပြောလိုက်သည်ဒီညရဲ့ဖြော်ဖြေမှုကိုဘာအကြောင်းနဲ့မှဆက်လက်တင်ဆက်သွားမှာမဟုတ်တော့ပါဘူးအကြောင်းကတော့အခုပြဆက်ကိုကပြရခြင်းရဲ့ရွေချက်ဟာပြီးမြောက်အောင်မြင်သွားလို့ပါပဲဒါဟာဝတ္ထုဇလံကဇက်ကွက်တစ်ခွက်လည်းမဟုတ်ပါဘူး Violet ဘော်ဒလဲယာကိုလက်ထပ်တဲ့ကျွန်တော်ရဲ့မင်္ဂလာပွဲဟာလုံးဝကိုဥပဒေနဲ့အညီတရားဝင်သွားပြီဖြစ်ပါတယ်ဒီတော့အခုဆိုရင်သူမရဲ့အားလုံးသောအမွေပစ္စည်းတွေဟာကျွန်တော်ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားပါပြီပရိတ်သက်စီမှာပင်သက်ရှိုက်တံများထွက်ပေါ်လာပြီးအချို့သောတရုပ်ဆောင်များမှာအံ့အားသင့်စွာဖြင့်တယောက်ကိုတယောက်ကြည်လိုက်မိကြသည်ထိုအထဲတွင် Olaf အကြံအစီကိုတည်ထားပြီးဖြစ်သောလူတချို့တော့မပါဝင်ကြချေတရားရှင် Stroh ကမဖြစ်နိုင်နော်ဟုပြောလိုက်သည်မြို့စားကြီး Olaf ကဒီနိုင်ငံရဲ့လက်ထက်ထိမ်းမြှောက်မှုဥပဒေကအရန်ကိုရွှေရှင်းပါတယ်သူတို့သမီးကခမည်းလို့တရားသူကြီးတယောက်ရဲ့ရှိမောက်မှာလက်ခံပါမယ်လို့ပြောရမယ်စာချုပ်မှာလက်မှတ်ထိုးရမယ်ခမည်းတို့အားလုံးကတော့အတိတ်သက်တွေပေါ့ပရိတ်သက်များဘက်သို့လက်ဟန်အမူအရာဖြစ်ပြကပြောလိုက်သည်တရုတ်ဆောင်များထဲမှတယောက်ကဒါပေမဲ့ Violet ကခလေးပဲရှိသေးတာပဲလက်ထက်လို့ရလောက်အောင်မှအသက်မကြီးသေးပဲဟုပြောလိုက်သည်မြို့စားကြီး Olaf ကသူ့ရဲ့တရားဝင်အုပ်ထိန်းသူသာသဘောတူမယ်ဆိုရင်ရတယ်ပြီးတော့သူ့ရဲ့တရားဝင်အုပ်ထိန်းသူကကျုပ်ဖဲလေအခုလို့ဆိုရင်တော့ကျုပ်ကသူမရဲ့ခင်မွန်ဖြစ်တော်မှာပေါ့ဗျာဟုပြောလိုက်လေသည်တရားရှင် Stroh ကဒါပေမဲ့ဒီစာရွက်အပိုင်းကတရားဝင်စာချုပ်မှမဟုတ်တာပဲဒါပြဆက်ကရင်တုံးတဲ့ဇဝင်ခံတွေကအသုံးဆောင်တစ်ခုပဲလေဟုပြောလိုက်သည်မြို့စားကြီး Olaf က Violet လက်ထဲမှစာရွက်ကိုယူကာတရားရှင် Stroh ကိုပေးလိုက်ရင်မင်းသားတေချာအနီးကကြည့်မယ်ဆိုရင်ဒါမျိုးတော့ခမ်းမကတရားဝင်လက်ထက်စာချုပ်မှန်သိမယ်လို့တော့ကျုပ်ထင်တာပဲဟုပြောလိုက်သည်တရားရှင် Stroh ကသူမလက်ထဲမှစာချုပ်ကိုအမြန်ဖတ်ကြည့်လိုက်သည်ထို့နောက်မျက်လုံးများကိုမှိတ်ခါအလေးအနက်စဉ်းစားရင်မျက်မှောင်ကျုပ်ပြီးတပ်ပြင်းတစ်ချက်ကိုလေးကန်စွာချလိုက်သည်အထက်တန်းတရားရုံး၌စီရင်ချက်ချသောအခါတိုင်းတရားရှင် Stroh ကဒီလိုအမှုရာမျိုးပြုလုပ်လေရှိသလားဟု Klaus ကတအံ့တော်ကြည့်နေမိသည်နောက်ဆုံး၌Stroh ကရှင်းမှန်ပါတယ်ကံမကောင်းစွာနဲ့ပဲဒီမင်္ဂလာပွဲဟာအပြည့်အဝတရားဝင်ဖြစ်သွားပါတယ် Violet ကလည်းလက်ခံပါမယ်လို့ပြောခဲ့တယ်သူ့နာမည်ကိုလည်းစာရွက်ပေါ်လက်မှတ်ထိုးလိုက်တယ်မျိုးစားကြီး Olaf ရှင်ဟာ Violet ရဲ့ခင်မွန်ဖြစ်သွားပါပြီဒါကြောင့်သူမပိုင်ဆိုင်သမျှကိုရှစ်စိတ်ကြိုက်ထိန်းချုပ်လို့ရပါတယ်ဟုတ်ပြောလိုက်သည်မဖြစ်နိုင်ဘူးပရိတ်သက်ထဲမှအတန်တန်ထွက်လာသည် Klaus က Mr. Po ၏အတန်မှန်တီးလိုက်သည် Mr. Po ကဇက်စင်ရှိရာလှေကတင်းမှပြေးတက်လာကတရားရှင် Stroh စီမှစာချုပ်ကိုဆွဲယူလိုက်သည်သူကဒါတက်တက်လောက်ကြံတာပဲအတိတ်ပဲမရှိတာဟုတ်ပြောလိုက်ရာတရားရှင် Stroh ကကျမလည်းဒီလိုအတိတ်ပဲမရှိတဲ့ဟာကဥပဒေအရာဖြစ်နေတာကိုအားနာပါတယ်ဟုပြောလိုက်သည်သူမမျက်လုံးများကမျက်ရည်များဖြည့်ပြနေသည်သူမက
ကျမဒီလိုအလွယ်လေးလှည့်စားခံလိုက်ရတာကိုရှုံတော့မယုံနိုင်ဘူးခလေးတွေကိုထိခိုက်စေမယ့်အရာဆိုလို့ကတော့ကျမဘာတစ်ခုမှလုပ်မှာမဟုတ်ပါဘူးဘယ်တော့မှလည်းမလုပ်ဘူးဟူပြောလိုက်သည်မြို့စားကြီးအိုလက်ကပြုံးဖြစ်ဖြစ်နေခမည်းကအလွယ်လေးအလှည့်စားခံလိုက်ရတာကိုဟူပြောလိုက်ရတရားသူကြီးမှငိုပါလေတော့သည်မြို့စားကြီးအိုလက်ကအမွေပစ္စည်းတွေအနိုင်ရတယ်ဆိုတာခလေးကစားတလောက်ပဲရှိတာပါကဲခမည်းတို့အားလုံးကျုပ်ကိုတစိမ့်ခွင့်ပြုမယ်ဆိုရင်ကျုပ်ရဲ့တို့သမီးနဲ့ကျုပ်မင်္ဂလာညအတွက်အိမ်ပြန်တော့မယ်ဟူပြောလိုက်သည်ကလော့စ်ကဆန်နီကိုအရင်လွတ်ပေးပါခမည်းသူ့ကိုလွတ်မယ်လို့ဂတိပေးထားတာဟူအော်ထဲလိုက်သည်မစ္စတာပိုးကဆန်နီဘမလေးဟူမေးသည်မြို့စားကြီးအိုလက်ကသူ့ကိုခဏလောက်ကြိုးချီထားတာလေဟာသားလေးပါလေးပြောလိုက်မိတာခွင့်လို့နော်ဟူပြောလိုက်စဉ်သူ့မျက်လုံးများကတောက်ပါနေကြသည်သူကဝေါ်ကီတိုကီစကားပြောဆက်ခလုတ်ကိုနှိပ်ခါတစ်ဖက်မှကြွေးကောက်လက်နှင့်လူပြန်ဖြေသည်ကိုစောင်းနေလိုက်သည်ဟယ်လိုအေးငါဘောဟာအယူရအားလုံးအကြံအစီတိုင်းဖြစ်သွားကြပြီဆန်နီကိုလှောင်ရင်ကနေထုတ်လိုက်တော့ပြီးတော့သူ့ကိုဇက်ယုံထဲသာတိုက်ရိုက်ခေါ်လာခဲ့ကြကလော့စ်နဲ့ဆန်နီတို့မအိတ်ခင်အိမ်လုပ်တွေလုပ်ဆရာရှိသေးတယ်ဟူပြောလိုက်သည်မြို့စားကြီးအိုလက်ကခလော့ကိုဆူရှာစွာတစ်ချက်ကြည့်လိုက်ပြီးကဲကျင်းနေပြီလားဟုမေးလိုက်သည်ကလော့စ်ကတိတ်ဆိတ်စွာပြောလိုက်သည်တကယ်တော့သူလုံးဝမကျင်းနေချေသို့တော့အ ਨੇ ဆုံးတော့သူညီမလေးမှမျောစင်ထိတ်တွင်တွဲလောင်းချိတ်ထားမခံရရှာတော့ပင်ကရုံပြောင်ကကလော့စ်အောင်တိတ်လေလုံခြုံလာပြီးချင်းမနေနဲ့မြို့သားကြီးအိုလက်ကနောက်ကျရင်မင်းနဲ့မိညီမလေးကိုဆောက်ရှောက်မှာပါသူကဒီလူတွေရှေ့မှာကြအဲ့ဒါကိုလုံးမပြချင်တာဟုတ်တိုးပြောသည်ကလော့စ်အတွက်တော့ဆောက်ရှောက်သည့်ဟူသောစကားလုံးကိုသူရှင်းပြနေစရာမလိုချေမစ္စတာပိုးကကျုပ်ကတော့လုံးဝမကျေနပ်ဘူးဒါအတော်ကြောက်ဖို့ကောင်းတာပဲလုံးဝဆက်ဆုပ်စရာကောင်းတယ်ဘန်နာရေးရကြည့်မယ်ဆိုရင်အတော်ဆိုးရသွားပြီဟုပြောလိုက်သည်မြို့စားကြီးအိုလက်ကကျွန်တော်လည်းအားနာပါတယ်ဒါပေမဲ့ဒါကဥပဒေအတိုင်းဆောင်ရွက်ခဲ့တာပဲမစ္စတာပိုးရဲ့မနေ့ပြန်ကြရင်ကျုပ်ဘန်ကိုလာပြီးဘော်ဒလေယာမိသားစုပိုင်ဆိုင်သမျှပစ္စည်းဥစ္စာရှိသမျှအကုန်လက်ထုတ်နေသိလားဟုပြောသည်မစ္စတာပိုးကတခုခုပြောရန်ပါးစပ်ဟာလိုက်တော့လဲရင်အစာချောင်းဆဆိုးလေသည်လူတိုင်းကသူပြောမိအချိန်ကိုစောင့်ဆိုင်နေကြစဉ်သူကစက္ကန့်များစွာကြာအောင်လက်ကင်ဘွားထဲသို့ချောင်းဆိုးနေသည်နောက်ဆုံး၌မစ္စတာပိုးကသူ့ပါးစပ်ကိုတုတ်ခါပင်သက်ချလိုက်ခါကျုပ်ခွင့်မပြုနိုင်ပါဘူးဒီကိစ္စကိုကျုပ်လုံးဝခွင့်ပြုမှာမဟုတ်ဘူးဟူဆိုရမြို့စားကြီးအိုလက်ကကျုပ်ကခင်ဗျခွင့်ပြုလိုက်ရမှာကိုအားနာနေတာဟူပြန်ပြောလိုက်သည်တရားရှင်စထရောကမျက်ရည်ကြားမှအိုလက်မှန်နေလို့ကျမစိတ်မကောင်းပါဘူးဒီမင်္ဂလာပွဲဟာဥပဒေအရထိမြဲသွားပါပြီဟူပြောသည်ထိုစဉ်ရုတ်တရက်ဗိုင်ယိုလက်ကတစိမ့်လောက်ခွင့်ပြုပါရှင်ကျမအချင်းအန်တီမှားနေပြီထင်တယ်ဟူဝင်ပြောလိုက်ရလူတိုင်းကဘော်ဒလဲယာသမီးအကြီးဆုံးမိဘမဲ့ကလေးကိုလှည့်ကြည့်လိုက်ကြသည်မြို့စားကြီးအိုလက်ကမင်းဘာပြောလိုက်တာလဲမြို့စားကတော်လေးရဲ့ဟူပြောသည်ကျမကရှင်ရဲ့မြို့စားကတော်မဟုတ်ဘူးအသေးရစွာဒေါသထွက်စွာပြောလိုက်သောဗိုင်ယိုလက်၏လီတန်ကအလွန်အမင်းစိတ်အနှောက်အယှက်ဖြစ်သွားသည့်အတန်ပေါက်နေသည်သူမကအနည်းဆုံးတော့ကျမရှင်ရဲ့ဇနီးဖြစ်သွားပြီလို့မထင်ပါဘူးဟူဆိုလိုက်ရမြို့စားကြီးအိုလက်ကဘာကြောင့်များပါလဲဟူမေးလိုက်ရဗိုင်ယိုလက်ကကျမကဥပဒေထဲမှာဖော်ပြထားတဲ့အတိုင်းစာချုပ်မှာကျမရဲ့လက်နဲ့လက်မှတ်ထိုးခဲ့တာမဟုတ်လို့ပါဟူပြောလိုက်သည်မြို့စားကြီးအိုလက်၏မျက်ခုံးကဒေါသဖြင့်စတင်၍မြင့်တက်လာသည်သူကမင်းဘာကိုဆိုလိုတာလဲမင်းကိုငါတို့အားလုံးမြင်တာပဲဟူပြောရတရားရှင်ဆက်ထရောကဝမ်းနေစွာဖြင့်မင်းရဲ့ခင်မွန်ပြောတာမှန်နေလို့အန်တီစိတ်မကောင်းပါဘူးခလေးရဲ့ညင်းနေလို့လည်းအကြောင်းမထူးပါဘူးဒီမှာတက်သေးတွေအများကြီးရှိနေရလေဟူပြောသည်ဗိုင်ယိုလက်ကကျမကလူအများလိုညာတန်တယောက်ပါဒါပေမဲ့စာချုပ်ကိုကျမဘယ်လက်နဲ့လက်မထိုးခဲ့တာဟူပြောလိုက်သည်ဘာမြို့စားကြီးအိုလက်ကချော်သည်သူကတရားရှင်ဆက်ထရောစီမှစာရွက်ကိုစက်ကနေဆွဲယူကငုတ်ကြည့်လိုက်သည်သူမျက်လုံးများကဝင်တောင်းနေသည်သူကဗိုင်ယိုလက်အားရှူရှူရှဲဖြင့်မင်းလူလိမ့်မယ်ဟူအော်ဟစ်လိုက်သည်ကလော့စ်ကတိကျစွာဖြင့်မဟုတ်ဘူးသူမလိမ့်ဘူးကျွန်တော်မှတ်မိတယ်ဘာလို့လဲဆိုတော့သူဘယ်ဘက်လက်နဲ့လက်မှတ်ထိုးတော့ကတုံနေရကိုကျွန်တော်ကြည့်နေခဲ့တာဟ
ဟုဝင်ပြောသည်မြို့စားကြီးအိုလက်ကဒါတက်တွေပြလို့မဖြစ်နိုင်ဘူးဟုပြောသည်ဗိုင်ယိုလက်ကရှင်ကျမကိုထိုးပြစေခြင်းဝမ်းမြောက်ဝမ်းသာနဲ့တခြားစာရွက်တွေမှာညာလက်နဲ့ရောဘဲလက်နဲ့ရောသုံးပြီးတော့နောက်တစ်ခါထပ်ထိုးပြပါမယ်ဒါဆိုဘဲလက်မှတ်ကစာချုပ်ပေါ်ကဟာနဲ့ပိုပြီးတူတယ်လဲမတူတယ်လဲဆိုတာကိုသိရတာပေါ့ဟုပြောသည်မြို့စားကြီးအိုလက်ကမင်းဘာသာဘဲလက်သုံးပြီးထိုးအနည်းဆုံးတော့ဒီအသေးဖွဲလောက်ကကိစ္စမရှိပါဘူးဟုပြောရမစ္စတာပိုးကဒီမေဆရာသမားကိစ္စရှိတယ်မရှိဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုတရားရှင်ဆက်တော်ကချရမှာပါလို့တစ်စိမ့်လောက်ပြောပြရစီဟုပြောလိုက်သည်လူတိုင်းကနောက်ဆုံးမျက်ရည်ကိုတုပ်လိုက်တော့တရားရှင်ဆက်တော်ကိုကြည်လိုက်ကြသည်သူမကကျမကြည့်ပြစီဟုတိတ်ဆိတ်စွာဆိုကမျက်လုံးများကိုချက်မှန်ပိတ်ထားလိုက်ပြန်သည်သူမကလေးလေးနက်နက်ပင်သက်ရှိုက်လိုက်ပြီးဦးညွန့်အယိုသေးပေးလိုက်ရဘော်ဒလဲရမိဘမဲ့ကလေးများရောကြီးနေကြသူများပါအခြေအနေကိုနားလေရခက်စွာဖြင့်အသက်အောက်ထားလိုက်မိကြသည်နောက်ဆုံး၌သူမကပြုံးလိုက်ခါဗိုင်ယိုလက်တာညာတန်ဆိုရင်စာချုပ်ကိုသူမကဘဲလက်နဲ့လက်မှတ်ထိုးခဲ့တာဖြစ်တဲ့အတွက်လက်ထက်ထိမ်းများခြင်းဆိုင်ရာဥပဒေအရလိုအပ်ချက်ပြည့်မီမှာမဟုတ်ပါဘူးဥပဒေမှာပါတာကစာချုပ်တွင်ထိုးရမည်မှာသူတို့သမီးဤကိုပိုင်လက်မှတ်လို့ရိုးရှင်းစွာဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်ဒီမင်္ဂလာပွဲဟာတရားမဝင်ဘူးလို့ညီကုန်းချော့ရမှာဖြစ်ပါတယ်ဟူဂယူတဆိုင်ပြောကြားလိုက်သည်သူမကဆက်၍ဗိုင်လက်သမီးဟာမျိုးစားကြောမဟုတ်တော့ပါဘူးပြီးတော့မျိုးစားကြီးအိုလက်ရှင်ဟာလည်းဘော်ဒလဲရအမွေပစ္စည်းတွေကိုထိန်းချုပ်ခွင့်မရတော့ပါဘူးဟူပြောလိုက်သည်ပရိသတ်စီမှာရေးကနေအတန်ကြီးထွက်လာပြီးလူများစွာကလက်ခုပ်ဩဘာပေးကြလေသည်တင်သားရှင်းနေတယောက်မဟုတ်ခဲ့လျင်မြို့သားကြီးအိုလက်ကဗိုင်ယိုလက်အားလက်မှတ်ပညာပြောင်းထိုးခြင်းဖြင့်ရှုံးနေခဲ့သည်ကိုကံကြမ္မာအလေးသာ၍နိုင်ခြင်းသာဖြစ်မည်ဟုယူဆခြင်းယူဆပေးမည်သို့သောတရားဥပဒေဆိုသည်မှာမိမိမျှော်လင့်ထားသည့်အတိုင်းမဟုတ်ဘဲထူးဆန်းတပါသည်ဥပမာပြောရလျင်ဥရောပရှိနိုင်ငံတစ်ခုတွင်မုတ်ဖုတ်သမားများသည်ပေါင်မုတ်ကိုဈေးနှုန်းတစ်မျိုးတည်းဖြစ်သာတူညီစွာရောင်းချခွင့်ရှိသည်ကျွန်းတစ်ခုတွင်မြည်သူကိုမှကျွန်းပေါ်မှအတိများအားမခုရန်တားမြစ်ထားသောဥပဒေရှိသည်ထိုနေထိုင်ရာနေရာနှင့်တိတ်မဝေးသောမြို့ကလေးတစ်မျိုးမှကျွန်ုပ်ကိုတော့မြို့စွန်မှ9မိုင်အကွာတွင်သာသွားလိုက်ရန်တားထားသည်ဗိုင်ယိုလက်မှလက်ထက်စာချုပ်တွင်ညာလက်ဖြင့်လက်မှတ်မထိုးလိုက်သောကြောင့်ဥပဒေထုံးတမ်းအရဒုက္ခများသောမျိုးစားကြောဘဝရောက်မသွားတော့ကြသို့သောဘဲလက်ဖြင့်လက်မှတ်ထိုးလိုက်သောကြောင့်ဒုက္ခများသောမိဘမဲ့ကလေးတစ်ယောက်အဖြစ်တော့ရှိနေစေဖြစ်သည်ဤဒီမှာဗိုင်ယိုလက်နှင့်သူမ၏မောင်ညီမလေးများအတွက်တရင်ကောင်းဖြစ်တော်လဲမျိုးစားကြီးအိုလက်အတွက်တော့တရင်ဆိုဖြစ်သည်သို့တော်လဲသူကလူအများအားရက်ဆက်တင်းမာသောအပြုံဖြစ်ပြုံပြလိုက်ပြီးဝက်ကီတော်ကီစကားပြောဆက်ခလုတ်ကိုနှိပ်ရင်ဗိုင်ယိုလက်ကိုပြောလိုက်သည်မင်းနောက်တစ်ခါငါ့ကိုပြန်လက်ထပ်ပြီးမှန်အောင်ရေးရင်မဟုတ်လို့ကတော့ငါနိပိုမြို့စားကြီးအိုလက်စကားမဆုံးမီမှားယွင်းနိုင်စရာမရှိသောစန်နီအတန်ထွက်လာသည်သူကလေးကစတိတ်စင်ပေါ်၌သူမ၏အကိုနှင့်အမစီတရင်တရိုင်သွားနေသည်ဂျေကောက်လက်နှင့်လူကသူမနောက်မှလိုက်လာနေသည်ထိုလူ၏ဝေါ်ကီတော်ကီစကားပြောဆက်ကကျိုးပဲပျက်စီးကတကြီးကြီးမြည်နေသည်မြို့စားကြီးအိုလက်နောက်ကျသွားကြပြီဆန်နီညီမလေးလွတ်လာပြီကလော့စ်ကအော်ဟစ်ခါပြေးပွေလိုက်ရာဗိုင်ယိုလက်လည်းပြေးထွက်လာသည်ဘော်ဒလဲရောက်မောင်နှမအကြီးနှစ်ယောက်ကအငယ်ဆုံးလေးအားပွေဖက်ထားလိုက်ကြသည်ဗိုင်ယိုလက်ကတယောက်ယောက်များသူစားဖို့တခုခုယူပေးကြပါလားရှင်သူတစ်ချိန်လုံးမျောစင်ပြရင်းပေါက်မှာတွဲလောင်းအချိတ်ခံထားရတော့ဘာအရင်စာနေရှာမှာဟူပြောလိုက်ရာဆန်နီကခိတ်ဟူစုကနေအော်လိုက်သည်အာမျိုးစားကြီးအိုလက်ကဟိန်ထဲလိုက်သည်သူကဗိုင်ယိုလက်စီသို့လက်ညှိုးတွင်ထိုး၍လောင်အိမ်ထဲမှတလိမ့်ဆန်တကောင်ကဲ့သို့ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လို့ရင်မင်းဟာငါမိမမဖြစ်လေငါသမီးဖြစ်နေသေးတာပဲပြီးတော့ဟူဆိုလိုက်ရမစ္စတာပိုကစိတ်ဆိုးမှန်ဆိုးလေးတန်းဖြင့်ခင်များကိုယုံကြည်လို့သူတို့ကိုအပ်ထားတာကိုခုညလောက်တာကိုတွေ့ပြီးတဲ့နောက်ဒီကလေး၃ယောက်ကိုခင်များစီဆက်ထားပြီးတိရှုစောက်ရှောက်ခိုင်းမြင်မြန်ထင်နေသလားဗျစင်စင်စစားလည်းလောက်ပါအောင်ဟူပြောချလိုက်သည်မြို့စားကြီးအိုလက်ကဒီမိဘမဲ့ကလေးတွေကကြုတ်ကလေးတွေကျုံနေပဲနေရမယ်ဒီညလက်ထပ်ဖို့လောက်တာဟာတရားဥပဒေနဲ့ညီဘာမှဖြစ်ဘူးဟူအတင်းအကျပ်ပြောဆိုရာတရားရှင်ဆက်ထောကမခံမရနိုင်စွာဖြင့်ခလေးသူငယ်တယောက်ကိုမျောစင်ပြရင်းပေါက်မှာတွဲလောင်းချိတ်ထားတာကတော့တရားဥပဒေနဲ့လုံးဝမညီညွတ်ဘူးနော်ရှင်ထောင်ထဲဝင်ရမယ်မျိုးစားကြီးအိုလက်
ခလေး3ယောက်ကကျမနဲ့နေလိမ့်မယ်ဟုပြောလိုက်သည်သူ့ကိုဖမ်းကြပါဗျို့ပရိတ်သက်ထဲမှအတန်တန်ထွက်လာသည်အခြားသူများကလည်းဝိုင်းအော်ကြသည်ထောင်ထဲထဲပါဗျို့လူရောက်မာကြီးကျုပ်တို့ကိုပတ်စံပြန်အမ်းမှာစိုးလိုက်တဲ့ပြဆက်မစ္စတာပိုးက6တဟုဟုစိုးလိုက်ပြီးနောက်မြို့စားကြီးအိုလက်ဖ်၏လက်မောင်းကိုဆွဲကကျဲလောင်ဆူရှာသောအတန်ဖြင့်ကျုပ်ခမည်းကိုတရားဥပဒေအရဖမ်းဆီးအရေးယူလိုက်တယ်ဟူကြေညာလိုက်သည်ဗိုင်ယိုလက်ကအိုးတရားရှင်စထရော့အန်ဒီတကယ်ပြောရလားဟင်အန်ဒီနဲ့အတူနေရမယ်ဆိုတာတကယ်ပဲလားဟူမေးလိုက်ရတရားရှင်စထရော့ကဒါပေါ့ကွယ်အန်ဒီလေခလေးတို့ကိုတိတ်ချစ်တာပဲခလေးတို့အစဉ်ပြေပြေနေထိုင်နိုင်ဖို့အန်တီမှာတာဝန်ရှိရဲ့လို့ခံစားရတယ်ဟူပြောလိုက်သည်ကလော့စ်ကကျွန်တော်တို့အန်တီစာကြည့်တိုက်ကိုနေ့တိုင်းသုံးလို့ရမှာပေါ့နော်ဟုမေးလိုက်သည်ဗိုင်ယိုလက်ကလည်းပန်းဥယျာဉ်ထဲမှာလည်းအလုပ်လုပ်လို့ရမှာပေါ့နော်ဟူမေးလိုက်ရဆန်နီကလည်းခေဟုစုကနေអော်လိုက်သည်ဖြင့်လူတိုင်းကရှင်မောလိုက်ကြသည်ဇက်လန်ဤဒီနေရာတွင်နောက်ဆုံးတတိပေးလို့သောအနေဖြင့်ကြားဖြဲ၍တစ်ခုလောက်ပြောပြရန်တာဝန်ရှိသည်ဟုကျွန်ုပ်ခံစားရပါသည်ဟိုအစားကကျွန်ုပ်ဆိုခဲ့သလိုပင်တင့်လက်ထင်း၌ကင်ထားသောစာအုပ်မှာပျော်စရာစက်တင်ခန့်ဖြင့်အဆုံးသတ်မည့်စာအုပ်မဟုတ်ပါယခုလောလောဆယ်တွင်မြို့စားကြီးအိုလက်ဖ်မှထောင်ထဲသို့ဝင်ရမည်ဖြစ်ပြီးဘော်ဒလဲယာမိဘမဲ့ကလေး3ယောက်မှတရားရှင်ဆက်ထရောနှင့်အတူပျော်ရွှင်စွာတစ်သက်လုံးနေထိုင်သွားကြရန်သာကြံပါတော့သည်သို့သောဤသို့ဖြစ်လာသည်မဟုတ်ပါသင်အနေဖြင့်ဤနေရာတွင်စက်သိန်းသည်ကိုနှစ်သက်ပါကဤစာအုပ်ကိုဤနေရာတွင်ပင်ပိတ်ဖြစ်လိုက်ခါဆက်လက်ဖြစ်ပေါ်လာမည့်ပျော်ရွှင်စရာမကောင်းလှသောစက်သိန်းကန်ကိုဖတ်မနေပါနှင့်တော့ဘော်ဒလဲယာကလေးများကမြို့စားကြီးအိုလက်ဖ်အပေါ်အောင်ပွဲစင်ကတရားရှင်စထရော၏နေအိမ်နှင့်စာကြည့်တိုက်ကလေးတွင်တသက်လုံးပျော်ရွှင်စွာနေထိုင်သွားကြသည်ဟုသာယုံကြည်ထားလိုက်ပါလေသို့တော့တကယ်ဇလန်ကဒီလိုဆက်လက်ဖြစ်ပေါ်လာခြင်းမဟုတ်ပါဆန်နီလေးကခေဟုထောက်အော်လိုက်သည်ကိုလူတိုင်းကရှေမောနေကြစဉ်ပြဆက်တွင်အေးပါပုံရသည့်မျက်နှာတစ်ခုလုံးကျွတ်နုများပေါက်နေသောလူကသူတို့အားဇက်ယုံဤမီအလင်းမောင်ထိချုပ်သောကရိယာများကြားမှချောင်းကြည့်လျက်ရှိသည်မျက်စိတမိတ်အတွင်းမှပင်ချိုလူကမိန်ခလုတ်ကြီးကိုလျှက်တစ်ပြက်ပိတ်ချလိုက်ရာလင်းထိန်နေသောမီးလုံးများအလုံးပြက်ကုန်ကြသည်လူအများကမောင်မောင်မဲမဲထဲတွင်မတ်တက်ထားရကြသည်ထိုခဏတွင်လူတိုင်းကတယောက်တစ်ပေါက်အော်ဟစ်ကြရင်လမ်းအတိုင်းမှန်ဆ၍ပြေးကြလွှားကြတော့သည်တရုတ်ဆောင်များမှလည်းပရိသတ်များနှင့်ခလုတ်တိုက်၍လဲကုန်ကြသည်ပရိသတ်များကလည်းဇက်စင်မှအသုံးဆောင်ပစ္စည်းများနှင့်ခလုတ်တိုက်လဲကုန်ကြသည်မစ္စတာပိုးကသူ့မိန်းမကိုမြို့စားကြီးအိုလက်ဖ်ဟုချင်းမက်ကပြေးဆွဲသည်ကလော့စ်ကဆန်နီကိုမထိခိုက်မိအောင်မြောက်နိုင်သမျှမြောက်၍ကင်ထားသည်ဗိုင်ယိုလက်မှဘာဖြစ်သွားသည်ကိုတည်တည်နှင့်တပြိုင်နက်မီးအလင်းရောင်ရှိစဉ်ကမှတ်သားထားသောတနေရာကိုဂယုတစိုက်လှမ်းသွားသည်ပြဆက်ကနေစဉ်အချိန်ကဗိုင်ယိုလက်သည်တီထွင်စရာရှိလာသည့်အခါမီးအလင်းထိန်ကရိယာများအလုံးကိုလိုအပ်လျင်အသုံးပြုရမည်ဟုတွေးကမှတ်သားထားသည်၎င်းကိရိယာတို့အားဂယုတစိုက်လိုက်ကြည့်မိခဲ့သောကြောင့်ထိုနေရာကိုသူမသိနေသည်သူမသာမိန်ခလုတ်ရှာတွေ့ပါကမီးပြန်ဖွင့်ရမည်မှသိကြသည်သူမကဘာမှမမြင်ရတော့လဲလက်နှစ်ဖက်ကိုရှေ့သို့ဆန့်ထုတ်ကာဟိုဆန်းတီဆန်းဖြင့်ဆက်စင်ကိုဖျက်ဆီး၍သွားနေမိသည်အလန့်တကြားဖြစ်နေသောတရုတ်ဆောင်များနှင့်ပရိဘောကအသုံးဆောင်များကိုလည်းမတိုက်မိအောင်ဂယုတစိုက်ခြေလန်းနေရသည်ဗိုင်ယိုလက်မှအဖြူရောင်သူတို့သမီးကဝန်ကြီးဝတ်ထားသဖြင့်ဇက်ခုံပေါ်တွင်တဖြည်းဖြည်းရွေ့ရှာနေပုံမှာတစေတကောင်နှင့်ပင်တူနေလေသည်ချို့နောက်သူမမိန်ခလုတ်စီရောက်သွားသည်ထိုစဉ်သူမပခုံးပေါ်လက်တစ်ဖက်ရောက်လာသည်ကိုခံစားလိုက်ရသည်အရိပ်ကြီးတစ်ခုကသူမစီငုတ်ခါနာသို့ကပ်၍တိုးတိတ်စွာပြောတံကိုကြားလိုက်ရသည်ထိုအတန်ကရှူရှူရှဲရှဲဖြင့်ငါနောက်ဆုံးလုပ်စီရပဲကြံသေးရင်တော့မင်းတို့အမွေပစ္စည်းတွေကိုငှက်လက်ထဲရောက်အောင်ကိုလုပ်မှာငါရလို့ကတော့မင်းနဲ့မင်းအညီကိုမောင်နှမတွေအားလုံးကိုငါလက်နဲ့ကိုအသေးတက်ပြစ်မယ်ဟုပြောသည်ဗိုင်ယိုလက်ကကြောက်လန့်တအားအော်ဟစ်ကမိန်ခလုတ်ကိုဖြတ်ခနဲဖွင့်ချလိုက်ရာဇက်ယုံကြီးတစ်ခုလုံးမီးများဖြင့်ပြန်၍လင်းထိန်သွားသည်လူတိုင်းကမျက်တောင်ပေကလပ်ဖြင့်ဘေဘီကိုလှည့်ပတ်ကြည့်ရှုကြသည်မစ္စတာပိုကသူ့မိန်းမကိုလွှတ်လိုက်သည်ကလော့စ်ကဆန်နီကိုအောက်ချလိုက်သည်ဗိုင်ယိုလက်ပခုံးကိုတော့မြည်သူများကင်ထားခြင်းမရှိတော့ကြမျိုးစားကြီးအိုလက်ဖ်မှထွက်ပြေးပျောက်ကွယ်သွားကြပြီသည်အခန်း14
သူဘယ်ရောက်သွားတာလဲသူတို့အားလုံးဘယ်ရောက်ကုန်ကြတာလဲဟုတ်မစ္စတာပိုးကအော်လိုက်သည်ဘော်ဒလေယာကလေးများကအနာတဝိုက်ကိုလှည့်ပတ်ကြည့်လိုက်ကြသောအခါမျိုးစားကြီးအိုလက်ဖ်တူထဲသာပျောက်သွားခြင်းမဟုတ်သူ့အဖွဲ့သားများဖြစ်ကြသောကျွတ်နို့မျက်နှာနှင့်လူဂျိတ်ကောက်လက်နှင့်လူနှာခေါင်းရှည်သောကရုံပြောင်လူယောက်ျားပုံလည်းမဟုတ်မိန်းမလည်းမဟုတ်သောလူနှင့်မျက်နှာဖြူမိန်းမကြီး2ယောက်ပါသူနှင့်အတူပျောက်ကွယ်သွားကြခြင်းဖြစ်လေသည်ကလော့စ်ကသူတို့မှောင်နေတော့အပြင်ကိုထွက်ပြေးသွားကြတာပဲဖြစ်မယ်ဟုပြောလိုက်သည်မစ္စတာပိုးကအပြင်ထွက်သည့်လမ်းကိုဦးဆောင်၍တရားရှင်ဆက်ထရောနှင့်ကလေးများကလိုက်သွားကြသည်လမ်းတစ်ဖက်အဝေးတွင်အနက်ရောင်ကားရှိတစ်စီးညအမောက်ထဲသို့မောင်းထွက်သွားသည်ကိုမြင်လိုက်ကြရသည်မြို့စားကြီးအိုလက်ဖ်နှင့်သူ့အဖွဲ့သားများပါသွားတာပဲဖြစ်ရမည်ဟုတ်ချင်မှလည်းဟုတ်ပေလိမ့်မည်ထိုကားကလမ်းတောက်တနေရာသို့ချိုးကွေးကမှောင်မိုက်သောမြို့ကလေးထဲတိုးဝင်ပြောက်ကွယ်သွားသည်ကိုကလေးများကဘာစကားမှမဆိုမိကြပဲကြည်နေမိကြသည်မစ္စတာပိုးကသူတို့ထွက်ပြေးသွားကြပြီကိုဒါပေမဲ့စိတ်မပူပါနဲ့ကလေးတို့တွေသူတို့ကိုဖမ်းမိမှာပါရဲကိုချက်ချင်းအကြောင်းကြားလိုက်မယ်ဟုပြောသည် Violet Claus နှင့် Sunny ကတဦးကိုတဦးကြည်လိုက်မိကြရင်၎င်းမှမစ္စတာပိုးပြောသလောက်မယိုရှင်းနိုင်ကြောင်းသိလိုက်ကြသည်မြို့စားကြီးအိုလက်ဖ်ကနောက်တစ်ခေါက်ကြိုးစားရန်ကြံစည်ထားသောကြောင့်လူမြင်ကွင်းမှဖြောက်ခမမြင်ကွယ်ရာတွင်သာနေထိုင်ရန်ဂယုတဆိုင်လှုပ်ရှားပေးလိမ့်မည်မြို့စားကြီးအိုလက်ဖ်ကမစ္စတာပိုး၏ကြိုးစားမှုလောက်နှင့်တော့ဖန်စီ၍မရနိုင်အောင်ပန်းနက်လျင်မြန်လွန်လာသည်တရားရှင်ဆက်ချောကကဲပါလေအိမ်ပြန်ကြစို့နော်ကလေးတို့ဒီအကြောင်းကိုမနေ့ကမှအန်တီပြင်ပေးတဲ့မနေ့စာဆိုင်စိတ်ပူကြတာပေါ့ခုပြောလိုက်သည်မစ္စတာပိုးကခဏလေးဟူပြောကကျမ်းပြင်ကိုစိုက်ကြည့်လျက်ချောင်းဆိုနေသည်သူကကလေးတို့ကိုပြောရမှာတော့စိတ်မကောင်းဘူးကွယ်ဒါပေမဲ့ဆွေမျိုးမဟုတ်တဲ့တရားရောက်စီမှာတော့ကလေးတို့ကိုပြုစုပြောထောင်ဖို့ခွင့်ပြုပေးလို့မရဘူးကွဟူပြောလိုက်ရာဗိုင်ယိုလက်ကရှင်းဟုထားော်လိုက်မိသည်သူမကတရားရှင်ဆက်ထောကကျမတို့အတွက်အလုံးလုပ်ပေးခဲ့တာပဲဟုပြောသည်ကလော့စ်ကသူနဲ့သူ့စာကြည့်တိုက်တာမရှိမျိုးစားကြီးအိုလက်ဖ်ရဲ့အကြံစီကိုကျွန်တော်တို့ဖော်ထုတ်နိုင်ခဲ့မှာမဟုတ်ဘူးတရားရှင်ဆက်ထောတာမရှိလို့ကတော့ကျွန်တော်တို့ဘဝပြတ်နေပြီဗျဟုပြောလိုက်သည်မစ္စတာပိုးကဒါတော့ဟုတ်ပါတယ်ဦးလည်းတရားရှင်ဆက်ထောကိုသူ့ရဲ့သဘောထားကြီးမြတ်မှုအတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကလေးတို့မိဘတွေရဲ့ဆန္ဒအရာတော့တိတ်ကိုတိကျသေးကြအောင်လုပ်ရမှာမို့လို့ပါကွယ်အဲ့ဒါကတော့ကလေးတို့ကိုဆွေမျိုးတယောက်ယောက်ကပဲမွေးစားမှပဲရလိမ့်မယ်ဒီညတော့ကလေးတို့ဦးရဲ့အိမ်မှာလိုက်နေရမယ်မနေ့ပြန်ကြရင်တော့ဘန်ကိုသွားတဲ့အခါကလေးတို့ကိုဘာလုပ်ပေးရမလဲဆိုတာရှာကြည့်ပေးမယ်စိတ်တော့မကောင်းပါဘူးကွယ်ဒါပေမဲ့ဒီလိုပဲလုပ်ရမှာမို့လို့ပါခုပြောလိုက်သည်ကလေးများကတရားရှင်ဆက်ထောကိုကြည့်လိုက်ကြရာသူမကလေးပင်စွာတက်ပြင်းချလိုက်ပြီးဘော်ဒလေယာကလေးများအားတဦးချင်းစီလိုက်၍ပွေဖန်လိုက်သည်သူမကမစ္စတာပိုးပြောတာမှန်ပါတယ်သူကကလေးတို့မိဘတွေရဲ့ဆန္ဒကိုလေးစားလိုက်နိုင်ရမယ်လေကလေးတို့မိဘတွေဖြစ်စေချင်တာကိုမလုပ်ချင်ဘူးလားကလေးတို့ရဲ့ဟုဝန်ပန်တနေပြောသည် Violet Claus နှင့် Sunny သည်သူတို့၏ချစ်လာစွာသောမိဘများအားမြင်ရောက်ရင်မိသားမလောင်ခဲ့ရင်တိတ်ကောင်းမှာပဲဟုတန်တာလိုက်မိကြသည်သူတို့ဘယ်သောအခါမှအထီးကျန်မနေခြင်းခဲ့ကြပါကျင်နာ၍သဘောထားကြည့်သောဤအမျိုးသမီးနှင့်အတူအလွန်နေထိုင်လိုလှတော့လဲထိုကိစ္စကမဖြစ်နိုင်ကြောင်းရိုးရှင်းစွာပင်သူတို့သိလိုက်ကြရလေသည်နောက်ဆုံး၌ဗိုင်ယိုလက်ကအန်တီပြောတာမှန်ပါတယ်သမီးတို့အန်တီကိုအယမ်းလွှမ်းနေမိမှာပါဟုပြောလိုက်သည်တရားရှင်ဆက်ထောကအန်တီလည်းကလေးတို့ကိုလွှမ်းနေမှာပါဟုပြောလိုက်ရင်မျက်လုံးများတွင်မျက်ရည်များဖြင့်တဖန်ပြန်၍ပြင်းနှံလာသည်ထို့နောက်ကလေးများကတရားရှင်ဆက်ထောကိုနောက်ဆုံးအကြိမ်တဦးချင်းစီပွဲဖန်နှုတ်ဆက်လိုက်ကြရင်မစ္စတာပိုးတို့လင်မယား၏ကားပေါ်သို့တင်လိုက်ကြသည်ပေါ်တလဲရကလေးများကကားနောက်ခုံတွင်စုပြုံ၍ထိုင်လိုက်ကြရင်သူတို့အားမျက်ရည်များစွာဖြင့်လက်ပြနှုတ်ဆက်ကြံရည်ခဲရှာသောတရားရှင်ဆက်ထောအားကားနောက်ဖက်မှန်ပြင်းပေါင်းမှဝိုးတဝါငေးကြည့်နေမိကြသည်သူတို့ရှေ့တွင်ပို၍ဆိုးရစွာကြံစီနေအောင်မြည်မြို့စားကြီးအိုလက်ဖ်တို့ထွက်ပြေးသွားသည့်မဲမောင်နေသောလမ်းများသာရှိတော်သည်သူတို့နောက်တွင်တော့ခလေး၃ယောက်အားစိတ်ရောကိုယ်ပါနှင်းမြုပ်၍လိုက်လံကူညီပေးခဲ့သောကျင်နာတတ်သည့်တရားသူကြီးဆက်ထောကြံရည်ခဲလေသည် Violet Claus နှင့် Sunny တို့အတွက်မစ္စတာပိုးနှင့်တရားဥပဒေသည်သူတို့အားတရားရှင်ဆက်ထောနှင့်အတူပျော်ရွှင်ရှမ်းမြေ့သောဘဝလေးတစ်ခုဖန်တီးနိုင်လျက်သားဖြင့်ဝ
ဝေးရသို့ခေါ်ဆောင်သွားရန်မှားယွင်းဆုံးဖြတ်လိုက်ပြန်သည်မြည်သူမြည်ဝါမှန်းမသိသောဆွေမျိုးတစ်ယောက်စီသို့သွားကမြည်သို့မြည်ပုံကံကြမ္မာမျိုးရင်ဆိုင်ကြရမည်ကိုလည်းမသိကြရချေဘဝဤများစွာသောကံမကောင်းအကြောင်းမလားဖွယ်ရာအချို့ဖြစ်ရများကိုတင်တို့ကျွန်ုပ်တို့နားမလည်နိုင်သလိုပင်သူတို့လည်းနားမလည်နိုင်ဖြစ်ကြရသည်သို့သောဤသို့နားမလည်သည့်အတွက်ဖြစ်မလာနိုင်ဟူ၍ကရှိမည်မဟုတ်ပေဘော်ဒလဲရကလေးများကညလေအေးအေးကိုတိုးလှန်ရန်တဦးနှင့်တဦးပူကတ်ခါစက်ချောအားနောက်မှပြရင်ပေါင်းမှတဆင့်လက်ပြဝေရန်နှုတ်ဆက်လျက်ရှိစေပင်ကားကပို၍ဝေးရစီသို့မောင်းနှင်သွားသည့်အတွက်တရားရှင်စက်ချောအားအမောင်ထဲတွင်အဆက်ပြောက်ကလေးအဖြစ်သာမြင်ရတော့သည်ဤဒီကပင်ကလေးများအားမူမမှန်သောတစုံတရာစီဥတီရွေးရှာသွားသည်နှင့်ဖြစ်နေပေတော့သည်မူမမှန်သောတစုံတရာဟူသည်ကအလွန်လွဲမှား၍ပူဆွေးသောကဖြစ်စေမည်အရာဟုတ်မဟုတ်ကိုတော့မြည်သူများသိနိုင်လိမ့်မည်မဟုတ်ချေယခုဆိုလျင်တော့ဆရာလင်းခန့်ပါတာပြန်တဲ့ကျမမှုန်တိုင်းဝတ္ထုရဲ့အတွဲတစ်မလှပသောဏိဒံကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်လာမယ့်တွားတော်ဝအခန်းကြီးဆိုတဲ့အတွဲနှစ်ကိုဆက်လက်စောင့်မျှော်အားပေးကြပါအောင်နော်နားဆင်ပေးခဲ့ပါတော့တော်လန်ကလစ်ကာများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်တော်လန်ကလစ်ကာများအားလုံးဘေးကင်းကြပါစေရှင်